Korea မှာ LH apart ပေါ့နော် LH apart တွေ့ဘူးကြမယ်တင်ပါတယ် LH apart ကကြတော့အဓိပ္ပာယ် L ကပါလဲဆိုတော့ Korea land ပေါ့နော် H ကကြတော့ housing corporation ဖြစ်ပါတယ်အဓိပ္ပာယ်ကကြတော့ Korea အစိုးရတည်ဆောက်ထားပေးတဲ့အိမ်ပေါ့နော်ဟိုဈေးတက်လာနဲ့ရောင်းပေးတဲ့အိမ်ဖြစ်ပါတယ်ဒီအိမ်ထဲမှာဘယ်သူတွေနေလို့ရလဲဆိုရင်တော့ကိုရီးယားနိုင်ငံသားတွေထဲမှာမှအိမ်မရှိတဲ့သူတွေပြီးလို့ရှိရင်ဗာလဲလာစာနေတဲ့သူတွေပေါ့နော်ပြီးလို့ရှိရင်ကျောင်းသားတက္ကသိုလ်ကျောင်းသားတွေလည်းနေလို့ရတယ်ပေါ့နော်ပြီးရင်လက်ထပ်ပြီးတော့တိတ်အိမ်ရှာနေတဲ့သူတွေအတွက်လည်းအဆင်ပြေတယ်ပေါ့နော်ပြီးအဲ့တော့လေဒီမှာနိုင်ငံသားတွေနေလို့ရလားပေါ့နော်မြန်မာနိုင်ငံကျွန်တော်တို့မြန်မာနိုင်ငံသားတွေရောနေလို့ရလားဆိုတော့လေမြန်မာနိုင်ငံကကျောင်းသူကျောင်းသားတွေတော့မရပါဘူးဘယ်သူတွေရလဲဆိုရင် F5 visa သမားတွေရတယ်ပေါ့နော်အခုကတော့ကျမတို့ apart ကိုသွားမှာဖြစ်ပါတယ်ဒီမှာ apartment နေကြပဲဒါကြောင့်ကျမတို့ apartment ကဟိုမှာ Hyundai apartment ဖြစ်ပါတယ် Hyundai apartment ပေါ့နော်ဒီမှာတောက်လျှောက်ဒီကနေတောက်လျှောက် Hyundai apartment နေရှိပါတယ်ကျမတို့ကအဲ့ဒီ Hyundai apartment မှာနေရပါတော့။ဒီနေ့ကတော့လမ်းလျှောက်မှသွားနေတာဖြစ်ပါတယ်။ပြီးလေဒီဘက်နားလေးမှာပါရှိလဲဆိုတော့ခွေးကလေးတွေပေါ့နော်။ခွေးကလေးတွေကြောင်ကလေးတွေရဲ့ဘယ်လိုပြောမလဲ။အစားတော့မဟုတ်ဘူးသူကကျတော့ဖြောင်းဝမ်း동물 병원ပေါ့နော်။사랑실천 동물 병원ဒါကြောင့်ပါတရိษံဗာလဲကြောင်ကလေးတွေခွေးကလေးတွေရဲ့စေးခမ်းပေါ့နော်ပြီးဒီမှာပန်းဆိုင်လည်းရှိပါတယ်ပန်းနေဆိုလို့ရှိရင်လာလိုက်တာအထဲမှာဆိုလို့ရှိရင်ပန်းဆိုင်လည်းရှိရပေါ့နော်နေဝေးချင်လို့ရှိရင်ဝယ်သွားလို့ရတယ်နာမည်ကကျတော့ Honeycoat Mart ဖြစ်ပါတယ်ပြီးကျမတို့အဲ့ဒီကျမတို့ apartmentရောက်တော့မယ်ပေါ့နော်ပြီးရင်ဒီနားလေးမှာကျတော့ပါရှိနေဆိုဒီမှာလေယောဂဝန်လည်းရှိရနော်ကင်ချွန်ယောဂဝန်ယောဂပေါ့နော်ကဲအခုကကျတော့ဒီကနေဖြတ်သွားမှာဖြစ်ပါတယ်ပြီးရင်လေကြည်လားဖုန်းသမားကြီးလေဒီလမ်းဖြတ်ကူလို့ရှိရင်ဒီအနီရောင်အောက်မှာအယောင်လေးတွေပြထားပေးရပေါ့နော်ဟိုအရှိကိုကြည့်စရာမလိုဟိုအရှိကအနီရောင်ကြည့်စရာမလိုပဲအောက်မှာပဲကြည့်နေတယ်ဘေးချိန်စိမ့်သွားတယ်ဘေးချိန်หนีသွားတယ်ဆိုတာသိနိုင်တယ်ပေါ့နော်အဲ့ဒါတော့တော်တော်လေးကိုမှသဘောကျမိပါတယ်စောင့်နေပေါ့နော်စောင့်နေရင်းနဲ့ဒီဘက်ကိုသွားကြည့်မယ်ဒီဘက်မှာကြောက်ပါရှိလဲဆို모든 빵 1,000원ဒါလေ빵 먹으면1000နဲ့ရောင်းတဲ့ဆိုင်ကိုစစ်စရာလေဝယ်တော့မဝယ်ကြည့်ရသေးဘူးဝယ်ကြည့်ရမှာပေါ့နော်ဒီမှာနောက်စောင့်နေရင်းနဲ့သွားမှာဖြစ်ပါတယ်စောင့်နေရင်းနဲ့နောက်ခုတွေ့ရကြတော့ချီကွာဝီဝမ်ပေါ့နော်ဒါသူကနာမည်ကကြောလာဝုန်းလို့ခေါ်တယ်ချီကွာဝီဝမ်သူကကြောပါလဲတွားစီခန်းကိုရီးယားမှာလေဒီလားဈေးအကြီးဆုံးဆိုလို့တွားစီခန်းလို့ပြောရမလို့ဖြစ်နေဈေးအရင်ကြီးပါတယ်နော်တွားစီခန်းနေတော့မယ်ဆိုရင်ဈေးအရင်ကိုမကြီးပါတယ်ကျမတို့ apartment ပြောင်းမယ်နော်ဘာ apartment လဲဆိုတော့신남ဘာ apartment တော့မဟုတ်ပါလဲရက်ွက်신남ရက်ွက်ဖြစ်ပါတယ်신남도ဒီရောင်းရမှာပြောင်းနေစိမ့်သွားရပေါ့နော်စိမ့်သွားရဆိုရင်သွားပါမယ်ဘာဖြစ်ပါလဲပြီးလို့ရှိရင်သူကကြောက်လေဒီနားမှာမျက်မမြင်နေအတွက်ပေါ့နော်မျက်မြင်နေအတွက်ဒီမှာအမတ်သားနံပါတ်လေးလောက်ထားပြီးသူကစာပေါ့နော်ပြီးရင်လမ်းဖြတ်ကူလို့ရပြီလားမရဘူးလားဒီမှာနှိပ်လိုက်မယ်ဆိုရင်သူကအချက်ပေးတယ်လမ်းဖြတ်ကူလို့မရသေးပါဘူးပါညာပေါ့နော်မျက်မမြင်သမားတွေကဒီဟာကိုစမ်းပြီးမှလမ်းလျှောက်ရတာဒီနေရာဆိုတာလေကျမလေအရင်တော့ကဒါမသိတော့လေဒီတိုင်းအဝါရောင်အမတ်သားထားတဲ့ထင်တယ်တကယ်တော့ဒီကမျက်မမြင်နေအတွက်ပေါ့နော်သူတို့ရဲ့တင်ကေတာဖြစ်ပါတယ်မျက်မမြင်နေလမ်းလျှောက်လာမယ်ဆိုလို့ရှိရင်ဒါဒီအဝိုင်းလေးဆိုရင်ရက်ခိုင်းနေနေရပါတော့ဆက်သွားမယ်ပြီးရင်ဒီလိုမျိုးအဝိုင်းလေးတွေတွေ့ရင်ပြန်ရက်ရမယ်အဲ့လိုမျိုးနော်သူတို့ရဲ့တင်ကေတာဖြစ်ပါတယ်ကဲဒီနေ့ကတော့အများကြီးစကားပြောလိုက်ပါပြီဘုဟုတုတလေးတွေပေါ့နော်ဒါလောက်ပါပဲနော်ဘိုင်ဘိုင်